အခုကလာကွန်ရလေးနဲ့နီးပြီဆိုတော့လေမေးရဲ့ရွှေစူးတဲ့ညီမလေးပြောသွားတာလေးကိုပြောပြပေးချင်ပါတယ်မိုးရွာတော့ရေခမ်းတဲ့အိုစာမင်းစာလေးတွေကိုတဲ့ရှာထားရတဲ့မမရေးဆိုပြီးတော့သူကလေတလားကိုနားသာ3သိန်းရတယ်တဲ့9000ကြီးတဲ့သူအသုံးစိတ်ကိုဖဲပြီးတော့9000ကြီးရွှေစုမယ်တဲ့9000ကြီးနဲ့နည်းပြည့်တဲ့နေကြမှာတဲ့ရွှေတွေပစ္စည်းလေးယူမယ်အမကြီးတဲ့သူကလိုချင်တာကလက်ကောက်ကလေးလို့ပြောရတယ်ပေါ့နော်လက်ကောက်ကလေးကကြတော့လေလက်ကောက်တကွင်းကရွှေချင်း4ပဲတည်းကနေစပြီးရတော့လက်ကောက်တကွင်းနဲ့ကြတော့နမူနာပြပေးမယ်နော်ဒီမှာပေါ့နော်ဒီလိုလက်ခောက်တကွင်းနဲ့ကြတော့တကွင်းနဲ့ဝတ်တဲ့ခါမှာဆိုရင်တိတ်ပြီးတော့ထက်တဲဝါမရှိနေဘူးအရင်မလှဘူးပေါ့နော်နှစ်ကွင်းလောက်ဝတ်တဲ့ခါကကြာမှလက်ကောက်တွေကဝတ်တဲ့ခါမှာပိုပြီးလာတယ်သူရွှေချင်းလက်ကောက်တကွင်းဆိုရင်ရွှေချင်းတကွင်းကို4ပဲတည်းကနေစပြီးတော့ထွက်ပါတယ်ရှင်လုပ်လို့ရတယ်ပေါ့နော်အခြားဒီဇိုင်းတိုက်တဲ့ဒီဇိုင်းတွေကိုလုပ်လို့ရပါတယ်အဲ့ဒါအစားညီမလေးဒီလိုဟမ်ချင်းလေးတွေလုပ်ရင်ပို့ပြီးတော့အဆင်ပြေတယ်ဆိုပြီးတော့အဆင်ပြေတယ်ပေါ့နော်ဟမ်ချင်းလေးတွေကြတော့ဒီတစ်ခုတည်းဆိုရင်လည်းဟမ်ချင်းကလှတယ်ဟမ်ချင်းကနှစ်ခုတွဲဝတ်စရာမလိုအဲ့ဒါကြောင့်မလို့ဟမ်ချင်းလေးဒီဇိုင်းလေးကိုအခုခေတ်မှာဆိုရင်လက်ကောက်တွေဆိုရင်ဟမ်ချင်းတွေပို့ပြီးတော့အဝင်များကြပါတယ်ရှင်မိန်းကလေးနဲ့လည်းဒါလေးဆိုရင်ဒီဒီဇိုင်းလေးဆိုရင်မိန်းကလေးဝတ်လို့လည်းရတယ်ယောက်ျားလေးဝတ်လို့လည်းရပါတယ်ရှင်ဒါလေးကအသစ်ပြီးတော့ထွက်ထားတဲ့ဟမ်ချင်းဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်ဆွဲကြိုးလေးလည်းဝမ်းဆက်ပတ်ပါတယ်ဒီဟမ်ချင်းကြီးကကြတော့တစ်ခုကိုရွှေချင်း6ပဲတင်ရှိပါတယ်သူကတစ်ဖက်လှပေါ့နော်တစ်ဖက်လှပေါ့ဒီဘက်ချမ်းမှာကြတော့ဒီလိုပုံစံအချိုင်လေးတွေနဲ့ပေါ့နော်ဒီဟာကရွှေချင်း6ပဲတင်ရှိပါတယ်နောက်ထပ်တစ်ခုကကြတော့ယောက်ျားလေးရောမိန်းကလေးရောဝတ်လို့ရတဲ့ဒီဇိုင်းဒီမှာMC တစ်ထပ်ပေါ့နော် MC တစ်ထပ်ဟမ်ချင်းလေးပါသူလေးကတော့ရွှေချင်းလက်ရှိမှာဆိုရင်တော့ရွှေချင်း9ပဲကျော်6ပဲပေါ့နော်ဟုတ်တယ်9ပဲကျော်6ပဲဝန်းကျင်ရှိပါတယ်ရှင်ဒါလေးကိုသူကဖြည်းဖြည်းချင်းစုပါမယ်သူပြည့်တဲ့ခါကျရင်နောက်ထပ်လာစာတိုးတဲ့ခါတို့ဘာလို့ရှိတဲ့ခါကျရင်ပြည့်တဲ့ခါကျမှယူမယ်လို့ပြောရပါတယ်ရှင်ဒီဟာလေးကတော့ဟမ်ချင်းလေးတွေကိုစုဆောင်းခြင်းနဲ့ကိုမှရှိတဲ့ပတ်စံနေမပြောက်ရဘူး3000 2000နေစပြီးတော့ရွှေစုကျင်နေဆိုရင်တော့မျိုးတို့ရွှေစု plan နဲ့ join လို့ရပါတယ်ရှင်ပြီးတော့ဒီ ham chain လေးတွေကလေရွှေချင်း2ပဲကျော်ကနေစပြီးတော့လုံးလို့ရပါတယ်ရွှေချင်း2ပဲကျော်3ပဲ4ပဲ5ပဲ6ပဲပေါ့နော်အစားစားထွက်ပါတယ်ရှင်လက်ကောက်ကလေးဝတ်ကျင်နေဆိုရင်တော့လက်ကောက်ကကြတော့သူကရွှေချင်းတစ်ခွင်းကိုအနည်းဆုံးရွှေချင်း4ပဲတင်လုံးမှရပါတယ်ရှင်သူဒါကတော့4ပဲတင်လုံးမှပေါ့နော်အဲ့ဒါလေးပါရှင်ဒီမှာလေး ham chain လေးတွေကိုသဘောကျမယ်လို့ထင်ပါတယ်နောက်ထပ်ကိုကြည့်ကျင်တဲ့ ham chain design တွေရှိရဆိုရင်လည်းအပေါ်မှာရှိတဲ့ Viber ဖုန်းနံပါတ်လေးကို Viber ကနေပဲဖြစ်ဖြစ်ဖုန်းဆက်ရွယ်ဖြစ်ဖြစ်မင်းမြန်းလို့ရပါတယ်ရှင်အဲ့ဒါကြောင့်မို့ညီမလေးလိုပဲမိုးရွာတော့ရေခံထကိုစာမင်းစာအတွက်ကိုရွှေတွေစုဆောင်းဖို့မိခတိုက်တွန်းချင်ပါတယ်နော်